ပြင်သွားတိုင်းလက်ထဲကဖုံးကိုမျက်စိမခွာတမ်းကြည့်နေပြီးဖုံးဆိုတာကိုခန္ဓာရဲ့ဒုတိယအင်္ဂါအစိပ်ပိုင်းလိုဖြစ်နေပြီမဟုတ်လား Apple ကဒီပြဿနာကိုအပီးအတိုင်းဖြေရှင်းပေးမယ်နီးပညာမြင့် smart မျက်မှန်အသစ်ဆက်ဆက်ကိုမကြခင်ရောင်းချပြီးတော့မှာပါအဲ့ဒီမျက်မှန်ကတာမန်မျက်မှန်တလက်လိုအလွန်ပေါ်ပါပြီးမြင်သမျှကြားသမျှကိုဖုံးစီပေးဖို့ကလိုအပ်တဲ့တွက်ချက်မှုမှန်သမျှကိုဖုံးကပဲတာဝန်ယူလှုပ်ဆောင်ပေးမှာပါမျက်မှန်ကိုယ်တိုင်ကတော့အမြင်နဲ့အကြားကိုပေါ်ပေါ်ပါနဲ့တာဝန်ယူပြီးမှဖြစ်လို့တနည်းကုန်ကတ်ထိုင်းတောင်နှာခေါင်းနာရာမျိုးလုံးဝဖြစ်စေရမှာမဟုတ်ဘူးလို့ဆိုပါတယ်ဘက်ထရီကလည်းတရက်တာ easy ခံမှဖြင့်ကူးစတိုင်နဲ့လိုက်ဖမ်းမဲ့အယောင်နဲ့ပုံစံတွေကိုလည်းစိတ်ကြက်ရွေးချင်နိုင်ပါတယ်ပါဝါမျက်မှန်တက်တဲ့သူတွေအတွက်လည်းစိတ်ပူစရာမလိုပဲပန်လိုက်နဲ့အလွယ်တကူကတ်လို့ရတဲ့မှန်ဘလူးတွေပါအသင့်ပါပြီးသားပါမျက်မှန်ကနေအပန်နဲ့ပုံရိပ်ကစာသားလေးကိုချစ်ချင်းဘာသာပြန်ပေးနိုင်ပါတယ်မျက်မှန်နဲ့ကြည်လိုက်တဲ့ပုံရိပ်တွေကိုဥပမာစားတောက်ဆိုင်ရှိရောက်တဲ့အခါအဲ့ဒီဆိုင်ကနာမည်ကြီးရဲ့လားမှတ်တမ်းကောင်းရဲ့လားဆိုတာမျက်စိရှိမှရင်ချစ်ချင်းပေါ်လာမှာပါလမ်းလျှောက်ရင်လမ်းပြောင်းနေရင်တော့ပြကြတဲ့လမ်းညွှန်ချက်တွေကမျက်စိရှိတန်းရောက်လာမှမို့လုံးဝစိတ်ပူစရာမလိုတော့ပါဘူး